တချို့သောမင်းသားတွေလိုကျေးဇူးမကန်တဲ့ပြစ်မှုလေးကြောင့်ချီးကျူးခံနေရတဲ့မင်းသားဆိုင်းရင်မို့အောင်မြင်ကြကြလာတဲ့အခါအတိတ်ကကိုယ့်ပေါ်ကောင်းခဲ့မှုတဲ့ကျေးဇူးရှင်တွေကိုမေ့သွားတကြတဲ့လူသဘောဝါလိုဖြစ်နေတဲ့ခေတ်ကြီးထဲမှာတချို့သောမင်းသားတွေလိုကျေးဇူးမကန်ပဲတည်တဲ့လုံတဲ့စက်မင်းသားဆိုင်းရင်မို့ရဲ့စိတ်ဓာတ်လေးကတော့တကယ်ကိုလေးစားကြည်ညိုတရားပါလွန်ခဲ့တဲ့15နှစ်ဆိုင်းရင်မို့ကိုရက်စေတဲ့ကြောင်သားရွယ်တုန်းကအင်းတို့မျိုးမှာသူ့ကိုတွေးသားရင်းချလို့သဘောထားပြီးတော့အခမဲ့ခေါ်ဆော့ရှောက်ခဲ့တဲ့မိသားစုတို့ရှိပါတယ်။ဆွေမျိုးမတော်ဆက်ပေမဲ့ပညာရေးအတွက်ဖက်ဖက်ကနေလိုလေသိမရှိပတ်မွန်ပေးခဲ့တဲ့အဲ့ဒီမိသားစုရဲ့ကျေးဇူးတရားကိုနမဲကြီးမိသားစုလက်ဖြစ်လာချိန်မှာယနေ့ချိန်ထိသူကရင်ထဲမှာတတနဲ့မမနေစေပါအခုလိုပြည်စုံအောင်မြင်နေတဲ့ချိန်မှာတော့သူ့ရဲ့ကျေးဇူးရှင်မိသားစုကိုပြန်လဲကျေးဇူးဆက်ချင်လို့အမဖြစ်သူကနေတစင်ဆိုရှယ်မီဒီယာပေါ်ကနေအပူတပြင်းလိုက်ရှာဖွေနေပါတယ်စိတ်မကောင်းစရာသတင်းတစ်ခုကတော့သူ့ကိုကြည့်ရှုဆော့ရှော့ပေးခဲ့တဲ့အိမ်ကဖဖေကြီးကွယ်လွန်သွားပြီဆိုတဲ့သတင်းပါပဲဒါပေမဲ့လည်းကြက်ရှိနေတဲ့ជីជីနဲ့မမတို့ကိုအများဆုံးပြန်လည်တွေ့ဆုံပြီးတော့ကျေးဇူးဆက်ခွင့်ရဖို့သူကအရန်ကိုစန္ဒာပြင်းပြနေပါတယ်အောင်မြင်လာချိန်မှာကိုယ့်ကိုပညာသင်ပေးခဲ့တဲ့ဆရာသမားတွေကိုမိတတ်တဲ့ခေတ်ကြီးထဲမှာအခုလိုမြတ်တရားတွေကိုတာဝန်ထမ်းတဲ့ဆန်းမူရဲ့ဖြူစင်တဲ့စိတ်ထားလေးကတော့တကယ်ကိုဆံပြပါပဲသူချရတဲ့ကျေးဇူးရှင်မိသားစုနဲ့မြန်ဆုံးပြန်လည်တွေ့ဆုံနိုင်ပါစေလို့ဆုတောင်းပေးရင်မိမိတို့ရဲ့အမြင်ကိုမှတ်ချက်လေးပေးခဲ့ကြပါအောင်ရှင်ပြန်လည်နားလည်မှုတွေမရှိတော့ပဲအိမ်တော်ရဲ့အဆင်မပြေဖြစ်နေတဲ့ပြည်သူဦးနဲ့အိမ်တော်ကျော်စင်တို့ရဲ့အကြောင်းစုံကိုပြောပြလာတဲ့ငွေတီဦးပရိသတ်ကြီးရေငွေဒီဦးကတော့လူကြီးလူငယ်ပရိသတ်နိုင်ချစ်တဲ့အကယ်ရီများတဲ့မင်းသားကြီးပြည်ကြီးဦးရဲ့တူဒီတော်ညီမလေးဆိုတာအားလုံးသိကြမှာပါအခုချိန်မှာတော့ငွေဒီဦးဟာအကိုဖြစ်သူပြည်ကြီးဦးနဲ့အိမ်နာကျော်စင်တို့ရဲ့အိမ်တော်ရဲ့အကြောင်းကိုဝမ်းနဲ့စွာနဲ့ခုလိုပြပြလာပါတယ်အကိုနဲ့အမတို့ယောက်ကအိမ်တော်ရဲ့ဆင်ပြေမှုတွေဖြစ်နေတာကြပါပြီအဓိကကြောင်းရင်ကတော့တရတောက်နားလဲမှုကင်းမဲ့သွားကြတာပါအဲ့ဒါကြောင့်သူတို့ယောက်ကိုကြည့်ရင်အရင်လိုပျော်ရွှင်ကြည်နူးခြင်းမရှိတော့ပါဘူးအခုအကိုပြည်သူဦးတင်ငန်းဝတ်တော့လဲအိမ်နာကျော်စင်မပါပဲကျမနဲ့အမေနှစ်ယောက်တည်းတင်ငန်းစီပေးခဲ့တာဒီတိုင်းဆိုရင်ရှေ့ဆက်ဖို့ဖြစ်နိုင်မှုထင်ပါတယ်ဆိုပြီးငွေတီဦးကအခုလိုမျိုးအိမ်နာကျော်စင်နဲ့ပြည်သူဦးတို့ရဲ့အိမ်တော်ရေးကိုပြည်သက်တွေသိအောင်ပြပြလာတာပဲဖြစ်ပါတယ်ခေါင်းဆောင်မင်းသားဖြစ်နေရိုက်ကူးထားတဲ့ထိုင်းရုပ်ရှင်စကားကြီးကိုထိုင်းနိုင်ငံမှာရုံတင်ပြသတော့မဲ့တောင်းကတော့မြန်မာနိုင်ငံမှာတဲ့ကနာမည်ကြီးခဲ့တဲ့ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ပြီးတော့အခုဆိုရင်တော့ထိုင်းနိုင်ငံကရုပ်ရှင်လောကထဲမှာလည်းနာမည်ကြီးနေခဲ့ပါပြီ။မင်္ဂလိပရိသတ်တွေရဲ့တသေးလိုအားပေးခြင်းကိုခံခဲ့ရတဲ့တောင်းဟာတော့ over acting တွေမလုပ်တတ်ပေနဲ့တဘာဝကြကြသရုပ်ဆောင်တတ်ပါတယ်။ဒီဘက်မှာလည်းအောင်မြင်နေတဲ့တောင်းကတော့ထိုင်းရုပ်ရှင်စကားကြီးထဲမှာခေါင်းဆောင်မင်းသားဖြစ်နေပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။